and into the ဒီ bottle. topic တစ်ခုလုံးကိုခြုံကြည့်မယ်ဆိုရင် Do this by focusing fermentation on ကစောဖောက်ခြင်းအကြောင်း making Number one, white wine. white wine ဘယ်လိုလုပ်လဲဆိုတဲ့အကြောင်း Red wine. နံပါတ်3 red wine ဘယ်လိုလုပ်လဲဆိုတဲ့အကြောင်းနဲ့နံပါတ်4 Let's start အဲ့ with wine မျိုးတွေကို fermentation. ရင့်ကျက်စေခြင်းအကြောင်းတို့ဖြစ်ပါတယ် Fermentation is at the very heart of the winemaking process. It is the chemical reaction that turns grape juice into wine. Alcoholic fermentation requires two things. fermentation ဖြစ်ဖို့အတွက်အချက်နှစ်ချက်လိုအပ်ပါတယ် And yeast. တစ်ကတကြားပျော်ဝင်နေတဲ့ရေရယ်နံပါတ်2က Liquid is the grape yeast က juice. အဲ့နှစ်မျိုးလိုပါတယ် Can you remember where the grape juice comes from? ဒီစပစ် juice ဘယ်လာလဲ You မှတ် said မိလား flesh. အဲ့ဒါကတော့ Correct. စပစ်သီးရဲ့အထက်အသားလေးကနေထွက်တဲ့ Yeasts juice ပေါ့ are နော် tiny one-celled organisms. yeast ကိုမြန်မာလိုတစ်ဆေးလို့ခေါ်ပြီးတော့သိပ္ပံပညာရ one cell organism တခုဖြစ်ပါတယ်မိုးလို့လည်းသတ်မှတ်ပါတယ်အဲ့ဒါတွေကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိနေပါတယ်အသီးတွေပေါ်မှာမြေစီလာထဲမှာ insect တွေပေါ်မှာရှိနေပါတယ်လေထဲမှာလည်းရှိနေပါတယ်အဲ့ဒီ yeast လေးတွေကပျော်ရေထဲမှာပျော်ဝင်တဲ့ကြားတွေကိုစားသုံးပါတယ်အဲ့လိုစားသုံးပြီးတော့သူတို့ကကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်နဲ့အယ်ကိုဟောကိုထုတ်လွှတ်ပါတယ် Wine. Now let's look at the process involved in making white wine. At the beginning of summer, နွေရာသီရဲ့အစမှာစပစ်ပင်မှာရှိတဲ့စပစ်သီးတွေကစတင်ရင်းမဲ့လာပါပြီ the more sugar they contain. ။ဝိုင်းကျွမ်းကျင်သူတွေက Sugar tastes the ဒီစပစ်သီးကခူးလို့ရမရအချိုဓာတ်ကိုစမ်းပြီးကြည့်ပြီးတော့ခူးလို့ရပြီဆိုရင်စပစ်ပင်ကိုစတင်ခူးပြီးရိတ်သိမ်းပါတယ် ripe white grapes arrive. ပြီးတော့စပစ်အညာချွေတဲ့စက်နဲ့ချွေပြီးတော့စပစ်သီးတွေကိုကြိတ်ခွဲပါတယ်ကြိတ်ခွဲတဲ့စက်နဲ့ထည့်ပါတယ် Grapes are lightly squashed to get some of the juice out of the fruit, so fermentation can start as soon as possible. အဲ့ဒီအထူးတည်ထင်ထားတဲ့စပစ်ညှစ်တဲ့စက်တွေကစပစ်အညာတန်နဲ့စပစ်သီးထဲကအဆီတွေကိုမကွဲအောင်ထုတ်ပြီးကြိတ်ပေးနိုင်ပါတယ် Taste of the wine if they were crushed အဲ့ဒီအဆီလေးတွေကွဲအပ်သွားရင်ဝိုင်ကိုမကောင်းတဲ့အရာသာဖန်တတ်တွေဖြစ်စေပါတယ် into a press. A press is a ပြီး machine တော့ used to စပစ်ရေနဲ့ scrape မလုံလောက်တဲ့အဖက်တွေကိုအဲ့ဒီစက်ကစစ်ထုတ်ပေးပါတယ် the skin and pips are left behind. အဲ့ဒီထွက်လာတဲ့ This juice တွေကို juice is poured into တန်မဏိစီထဲမှာတိုးလောင်တာနဲ့တစ်သားစီထဲမှာတိုးလောင်တာနဲ့နှစ်ခုရှိပါတယ် wooden barrels. တန်မဏိစီထဲမှာတိုးလောင်မယ်ဆိုရင်တော့ဝိုင်ကလုံးဝကို natural ဖြစ်ပါတယ်ဘာမှ effect မရှိဘဲနဲ့ fresh acidity တွေကလုံးဝထိမ့်သိမ်းတာပါတယ်တစ်သားစီထဲမှာကတော့သူကပို့ပြီးတော့ Toasty flavor. တခြား effect တွေနဲ့ကောင်းတာမွန်တာတွေဖြစ်စေပါတယ် Tank or barrel. The winemaker may let the စ yeast ပစ်ရေတွေဟာ naturally စပစ်သီးမှာပါတဲ့ natural yeast တွေနဲ့လည်းဝိုင်ချက်လို့ရတယ်လို့ဒါပေမဲ့ wine maker တွေကတော့အထူးတည်ထင်ထားတဲ့ wine yeast တွေနဲ့ဝိုင်ရက်ကိုချက်ကြပါတယ် alcohol. So fermentation stops. wine ထဲမှာပါတဲ့ alcohol level 15လောက်ရောက်တဲ့ခါကျရင် yeast တွေကတေသွားပြီးတော့ No more available sugar left. စပစ်ရေထဲမှာတကြားတက်ကုန်သွားတဲ့ခါကျရင်လည်း fermentation process ရပ်သွားပါတယ် Consume. ဒီနေရာမှာ alcohol level 15ထက်ကျော်လာရင်တော့၎င်း The yeast တွေစားသုံးစရာတကြားတွေကုန်ခန်းသွားရင်တော့၎င်း fermentation ရပ်တန့်သွားပြီး wine စဖြစ်ပါပြီ But all of those အဲ့ဒီဒေဆုံးသွားတဲ့ cheese တွေဟာစီရီယမ်များရဲ့အောက်ခြေမှာသွားပြီးတော့စုပုံနေပါတယ်အဲ့ဒီဟာကို lees လို့ခေါ်ပါတယ် LEES lees ပါ leaves ဝိုင်တွေကို can be bottled ပလင်းမသွင်းခင်မှာအဲ့ဒီ off the leaves. death yeast လို့ခေါ်တဲ့ yeast အသေးတွေကိုစစ်ထုတ်ဖို့လိုလာပါပြီ The wine is left to အဲ့တော့ဝိုင်တွေကိုဒီတိုင်းငြင်းသက်သက်ရှိနေစေပြီးတော့တခြားစီရဲကိုအပေါ်ယံကိုပြောင်းပြီးတော့ထည့်ပါတယ်အဲ့တော့ yeast အသေးတွေကအရင်စီထဲမှာကြံခဲ့ပါတယ် leaving the leaves behind. အဲ့တော့မှ white wine တွေကို filter လုပ်ပြီးတော့ bottle သွင်းနိုင်ပါပြီ Ready for bottling. တချို့ကတော့ unfilter ပါ Now let's look at making ready for bottling. Now let's look at making red wine. The process of making red wine is similar to making red wine making process ကတော့ There are some white wine making process နဲ့အစပိုင်းမှာတော်တော်တူပါတယ် the ripe grapes are picked and စ taken ပစ်တွေကို to the cellar where ခူး they ပြီး are တော့ crushed and အညာ de-stained, ချွေပါတယ် just like white wine. Because all the အဲ့ဒီမှာမတူတာကတော့ red wine ရဲ့ကာလာဟာစပစ်ကအခွန်ကနေရတာဖြစ်တဲ့အတွက် like white wine, the crushed အဲ့ဒီ grapes စပစ်သီးအနီးရဲ့ juice တွေကိုအခွန်နဲ့ရောပြီးတော့
အတူတူစိန်နာပါတယ် Fermenting, the skins စပြည့်ရေမှာအနီရောင်ကာလာရရှိဖို့အတွက်ဖြစ်ပါတယ် punching the skins down into the အ wine. ပေါ်အောက်တမယံနဲ့မွေပေးရပါတယ် The skins. ရက်အတော်ကြာအဲ့လိုစိန်နာပြီးတော့မှ Flavor and ကာလာ flavor နဲ့အဖန်ဓာတ်တွေကိုရရှိပါတယ်အဲ့လိုစပြည့်အရေနဲ့စပြည့်အခွန်တို့အတူတူစိန်နာခြင်းကို maceration လို့ခေါ်ပါတယ် when the wine အဲ့ဒီမှာဝိုင်ကျွမ်းကျင်တဲ့လူကပူလိုခြင်းနဲ့ကာလာအနေထားရပြီဆိုလို့ရှိရင်ရက်တန်ပြီးတော့တစ်သားစီသို့မဟုတ် stainless steel တွေကိုပြောင်းပြီးတော့ထည့်ပါတယ် leftover skins are then pressed ကြံခဲ့တဲ့ to extract juice တွေကိုလည်း remaining ဖိ wine. အားပေးပြီးတော့ညှစ်ထုတ်ပါတယ် Like with white wine, some leaves free run juice in the first tops of press barrels. second press အဲ့ဒီအကြောင်းတွေကိုနောက်တော့ရှင်းပြပါမယ် The leaves, it is ready to be bottled. ကျန်တာတွေကတော့ white wine တိုင်းပါပဲ Finally, finally, ဝိုင်းဖြစ်ပြီးသားများကိုအရသာထက်တိုးစေခြင်းရင်တော့တစ်သားစီကြီးထဲမှာနှစ်ချို့စေခြင်းဖြင့်တခြားရတာတွေဝင်လာနိုင်စေပါတယ် of maturing finished wine inside ဒီ wooden တစ် barrels သားစီတွေဟာ site ပေါင်းစုံရှိပြီးတော့ in different အ sizes များအားဖြင့် American oak နဲ့ French oak တို့ကိုသုံးပါတယ် or American oak. Red or white wines that are aged in barrels တစ်နှစ်ကနေ3နှစ်လောက်ထိ age လောက်ထားတာတွေ့ရပါတယ် before being taken out and bottled. ဒီဝိုင်းကိုတစ်သားစီထဲမှာထည့်ပြီး age လုပ်ခြင်းဟာအစားအသောက်ကို salt and pepper ထည့်ထည့်တယ်လို့မျိုးပါပဲအရသာကိုပိုကောင်းစေပါတယ် With spicy, toasty, and vanilla flavors from the oak. In this lesson, we learnt about fermentation, making white wine, making red wine, and maturation. Enjoy the rest of your wine course.